မယုံနိုင်စရာပါပဲလူ9 19 ရာခိုင်နှုန်းလောက်မတိကျသေးတဲ့ဉာဏ်ကြီးရှင်အကွက်လေးတွေလာပါပြီလက်မှာတစ်ဆူသွားရင်ဆရာဝန်ပြောပြတဲ့ဒီနီလန်းကိုသုံးကြည့်ပါစူးတဲ့နေရာကိုစီနင်းနဲ့တုပ်လိုက်ပါပြီးရင်ဆေးထုံပြုံ syringe ရဲ့ထိပ်ဝါနဲ့တိတ်ပြီးလေစုပ်ထုတ်လိုက်ပါ10 စက္ကန့်လောက်ပဲကြာပါတယ်စူးနေတဲ့အစာထွက်လာပါလိမ့်မယ်နှစ်လက်မှာ super glue တက်ပြီးခွန်မရဖြစ်နေရင်စားနဲ့ရှာလကကြီး white wine ကနည်းနည်းလောင်းချလိုက်ပါကော်ရီပျော်သွားပြီးလက်နဲ့ချောင်းအလွယ်တကူကွာသွားပါလိမ့်မယ်3ဘုံပိုင်ကောင်းကိုပုံမှန်ဆေးကြောတင်ပါတယ်ဘုံပိုင်ကောင်းထိတ်ကဖြစ်လာ filter ကိုဖြုတ်သွားတိုက်ဆေးနည်းနည်းတုပ်ပြီးပြန်တက်လိုက်ပါပြီးရင်ရေဖွင့်ချလိုက်ရုံပါပဲဒါဆိုရင်ဘက်တီးရီးယားပိုးမွှားအများစုကိုတန့်စင်ပေးပြီးသားဖြစ်သွားပါလိမ့်မယ်နေတိုင်းတိုက်နေရက်နဲ့သွားတွေဝါနေတုံးပဲဆိုရင်သွားဆရာဝန်တွေညွှန်တဲ့ဒီနည်းကိုသုံးကြည့်ပါရေနွေးထဲမှာရှာလကာရည်နည်းနည်းထည့်သွားပုတ်တံကိုအဲ့ဒီထဲနဲ့လိုက်ပါပြီးရင်သွားပုတ်တံပေါ်မှာစားနဲ့သွားတိုက်ဆေးတင်ပြီးပုံမှန်တိုင်းတိုက်ပေးပါဒီနည်းတိုင်းဆက်တိုက်ပေးရင်သွားတွေတိတိတတ်တာဖြူလာပါလိမ့်မယ်ပလတ်စတစ်အိတ်တွေကထင်ထားတာထက်ပိုသုံးဝင်ပါတယ်ရေအိုင်နောက်ထဲပတ်စံအကျွေးပြုတ်ကျသွားရင်ကျွတ်အိတ်ကြီးတစ်လုံးနဲ့ရေဖြည့်လိုက်ပါပြီးရင်ရေအိုင်ထဲနှစ်ပြီးဟိုရွှေ့တီရွှေ့ကြည့်လိုက်ရင်အောက်ခြေကိုမြင်ရပြီး10 စက္ကန့်အတွင်းပတ်စံပြန်ရှာတွေ့နိုင်ပါတယ်6ပူပေါင်းဘုံလုံးကိုသုံးမဲ့နောက်ထပ်နီလန်းတစ်ခုပါပူပေါင်းကိုပလတ်စတစ်ဘူးထဲထည့်ပြီးအဖုံးလုပ်လို့ရပါတယ်ဘူးဖုံးပြောက်သွားတဲ့အခါမျိုးမှာတောက်လက်ဆအချိုရည်တွေမဖိတ်အောင်ဒီနည်းနဲ့လုံးပိတ်ထားလို့ရပါတယ်ခုနှစ်ကော်စောတွေပရိဘောကဖိမိပြီးချိုင်းခွက်နေရင်အဲ့ဒီနေရာပေါ်ရေခဲလုံးတင်ထားလိုက်ပါရေခဲအရေးပျော်သွားတဲ့အထိစောင့်ပြီးရင်စုပ်တံအသေးလေးနဲ့ပြန်ပုတ်ပေးလိုက်ပါကော်စောကအစ်စ်တိုင်းပြန်ဖြစ်သွားပါလိမ့်မယ်ရှစ်ဥခွန်တွေကိုဒီလိုလုပ်လို့ရမယ်လို့ဘယ်သူထင်ပါလဲအပြင်မသွားခင်အိမ်တော့ကိုဥခွန်နဲ့ထည့်ပြီးကိုတယောက်တည်းတည်တဲ့နေရာမှာကွက်ထားခဲ့လို့ရပါတယ်ဒါဆိုရင်တော့ပြောက်မှာပူစရာမလိုတော့ဘူးပေါ့